โอเคမင်္ဂလာပါဝါသာရှင်ညီကိုလေးများပြေးမှပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ဘယ်နဲ့လိုက်ရအဖွေးလမ်းညာကကျွန်တော်ရဲ့ညီကိုလေးများဝါသာရှင်ညီကိုလေးများကြေးရတော့လောက်ပါများပါဗျာအပြောသဘောနေနဲ့3000ကျင်းလောက်ပါပဲဆော့တာပါကိုက33ပေါက်ထားပါတယ်ဒီဘက်ကတော့ကျော်ကြီး SP ဒီဘက်ကတော့မလိုက်ဘူးနဲ့လောရှေဖွားတွေရတော့ဗျာဒီမှာတော့လစ်မရှိဘူးဗျလစ်မရှိဘူးအကုန်လုံးဖိုက်တာတွေပဲစမတ်တွေပဲအကုန်လုံးဖိုက်တာတွေပဲဗျာဖိုက်တာတွေပဲဖောင်းတော့မသိဘူးဗျာခင်ဗျားတို့ကတော့နည်းလှုပ်ရတာဘိုက်ကတော့စေဝမ်းမှာအမကတော့နေပြတ်တော့သွားပြီဗျာစေဝမ်းမှာဒါဒီဘက်ကညီကိုနှစ်ယောက်ကတော့ကျွန်တော်ဒီမနိုင်ငံရဲ့နိုင်ငံကျော်အထင်းနဲ့ကျောင်းဆရာတွေကိုဇင်ခေါ်ရပါတယ်ဒီကွင်းမှာဒီဘက်နှစ်ယောက်ကတော့ခေါ်တာတော့မလိုက်ဘူးပါသူခေါ်တာပါကိုအထင်းနဲ့ကိုကျောင်းဆရာတွေကိုဇင်ခေါ်ရပါတယ်တူတူကိုဒီကွင်းမှာကြားတဲ့ချိန်လာခဲ့ပါတဲ့ကြိုက်ချင်းဆော့ပေးပါမယ်နော်သူတို့တော့စလင်းမဲ့ကြောပေးရမယ်တဲ့နော်စလင်းမဲ့ကြောပေးလို့ရှိရင်ဒီကွင်းမှာဆော့ပါမယ်ဗျာကောင်းတယ်ဗျာဖွားတွေကတော့မိုးချိုးဖွားတွေဗျာလမ်းပြန်ထွက်နေတာပဲအထက်ငယ်ငယ်တော့အတိုင်းပဲစာပင်အစတူတာဗျာအထက်နဲ့ဦးကျော်နှစ်ထပ်ဘွားရှိတယ်သူကတော့ဗျာနှစ်ထပ်ဘွားကျွန်တော်ကလေးဘွားကြီးခဲ့တဲ့တပုံရနှစ်ထပ်ဘွားအတိုင်းပဲဦးကျော်နှစ်ထပ်ဘွားရှိတယ်ဗျာဂုံဘွားရှိတယ်ဗျာဦးကျော်တော့နည်းနည်းလေးဘိုင်လေးနည်းနည်းထောက်ရတယ်ဗျရိုက်ပုတ်တွေကတော့ဗျာကြောက်စရာကြီးဗျာကြည့်တော့မကြည့်ဘူးမိမရောက်ပါလို့မိမရောက်ပါလူယောက်ျားလေးတွေဝါတယ်ဒီရလေးဆက်တော့ဒီရတော့ရင်တော့မတော့ဘူးဘာအိတ်ဝမ်းပါအိတ်ဝမ်းလားအိတ်ဒူးလားအိတ်ဒူးပါအဒရာချင်းကြီးကိုမြကျွန်တော်ရဲ့ YouTube page လေးကို like and share လေးနဲ့ subscribe လေးလုပ်ပေးပါဦးခင်ဗျာဟုတ်နေတယ်ကွဲကုန်တော့မှာကျွန်တော် YouTube channel လေးကိုအားပေးကြပါအောင်လို့အခုလိုရတာရှိတဲ့ရပုံသီးချင်းဝိုင်းလေးလည်းတင်ပေးမယ်ဗျာရှင်းပြတဲ့ကြည့်မပြင်းအောင်ပေါ့နော်ရပုံသီးလေးတွေပါနိုင်ငံကျော်တဲ့အဆင့်ထိကိုသွားကျင်လို့ဒီနောက်ဖွေးလမ်းကြားလေးမှာလေ့ကျင့်နေကြတာပါချေးရတော့3000ကြီးပါမှန်ကုန်ပြီနည်းနည်းတော့လှုပ်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဖုန်းလက်နဲ့ကန်ရဲလို့ပါကောင်းတယ်ဗျာဒူရဲကပူတာဗျာဒီဗျာခက်ဒီရဲ့ဒီတော့ဒီဘက်ကကလေးတွေလူပူတယ်ဒါပေမဲ့ဖွားတွေကကြောက်စရာကြီးတီးအောင်ဖွားတွေတကယ်ကြောက်စရာကြီးဗျာဘက်ကလောရှိရလာဘလော့ဗျာပေါင်တစ်ဆုံးထွက်တယ်ဗျာစပက်ကကြည့်အောင်ဗျာအဲ့ဒီနေပါမယ်ကောင်းတယ်မာယာလေးရှိတယ်ဒါလေးချက်ရသဘောတိုက်ဗျာဒါကျွန်တော်ချင်းဝိုင်းရဲ့ရက်ဝက်ဂျပန်ကြီးလေးပါရက်ဝက်ဂျပန်မြောက်ကလာသားလေးအဲ့ဒါဒီကများပါဗျာဒီလားတစ်ချက်ခိုင်းချက်ရခိုင်းโอเค3မိနစ်ပြအောင်ရရမယ်ဒီဝက်ပြအောင်ရဒီဝက်တော့ကောင်းတယ်ပြိတ္တတော့ကြည့်ကြမှာဘာကြောင့်ရိုက်တာဟိုကောင်လေးကတော့မှန်တယ်ပြောဖောပြောမြင်နေပြီကွာအပေါ်ပေါအောင်ရချင်းမပေါအောင်ရကြောက်စရာကြီးတို့အဲ့ဒီလူခိုင်ခဏရေတောက်မယ်တောက်နေရေတောက်ဘူးငါ့ကိုတိုက်ကောင်းတယ်ဗျာဖွားတွေကတော့ကြောက်စရာကြီးဟာတောက်လေးငါ3000ပဲနိုင်ဘူးတော့မဆော့တော့ဘူးအဲ့တော့ဒီဘက်ကကတော့ဦးကျော် SP ဖြစ်ပါတယ်ကောင်းတယ်ဗျာခေါင်းစားပေးတွေကတော့ငြိမ်နေတာပဲဗျာတကယ်ကြောက်စရာကြီးမင်းလားအားထက်ဆိုခေါ်ရင်တော့ငယ်တော့လေဟာဦးကပြောသလိုပဲအဲ့ဖွားပဲဟမ်
ကဲ6စီရကြီးပါဗျာမင်းလားမလဲဘူးဆိုခေါ်ခေါ်ရိုက်တာကြီး တုံးတယ် ဟုတ်လားဒီကနေ့မင်းလားကွာအာအခုဆိုအပြိုင်ဆိုင်ပဲဗျာအပြိုင်ဆိုင်ပဲသွေးဆုံးကုန်ပြီဟိုညှိကုန်ပြီဗျာညှိကုန်ပြီကောင်းတယ်ဗျာအဆယ်တောက်တွေကတော့နည်းနည်းလေးညံ့နေဗျာဒီဘက်ကကလေးချင်းချင်းစားမရအောင်ဖွားတွေတော်တော်ကောင်းတယ်ဗျာဖွားနဲ့ကောင်းတယ်လက်ကြည့်တယ်မလို့တာဗျာဖြူလိုက်လားဟိုဘက်ကညီလေးနိုင်သွားပါတယ်မလိုက်ဘူးတက်လာပြပါဦးအိတ်သက်ကြီးဒါပဲပေါ့ဗျာအထက်ကိုဝမ်းမစိန်ခေါ်တဲ့ညီလေးပါ ဝါတော့ချောင်းရတယ်ကွာကျဲပေါ့ရပါချဲပေါ့ပေါ် ကျွန်တော်ပဲလားငါပဲဆိုပိတ်ပြီ